မင်္ဂလာပါရှင် K Cartoon Story Time Channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်။ဒီပြောပြပေးခြင်းတဲ့ပုံမြင်လေးကတော့တစ်တော်ကြီးရဲ့လူ့ပတ်ချက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။တခါတော့ငါပေါ့ခွေ Era Group ကြီးရွာလေးမှာစွန့်စားခန်းတွေကိုမမောတဲ့လီလာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။သူ့အိမ်ကိုဝင်းရံထားတဲ့တောင်ကုန်းလေးတွေရဲ့အလွန်ကိုလီလာကရောက်ဖို့ချင်နေခဲ့တာပေါ့ကွယ်ဒီလိုနဲ့အေးမြလာတဲ့မနက်ခင်းတစ်ခုမှာသူအဖွားဖြိုးပြဖို့တဲ့ Whispering Wood တွေကိုမြုပ်နှံထားတဲ့ဆိုတဲ့ပျောက်ကွယ်လွန်နီးပါးရတနာတိုက်တစ်ခုအကြောင်းကိုသတိရသွားပါတယ်ပုံမြင်နားထောင်ပြီးကြတဲ့ကစူးစမ်းချင်တဲ့လီလာဟာသူကိုယ်တိုင်စွန့်စားခန်းထွက်ဖို့ဆုံးဖြတ်လိုက်ပါတော့မြေပုံကောမမော်နှင်းငယ်တို့နဲ့ပြည်နေတဲ့သူ့ရဲ့ကြိုးပိုးအိတ်ကိုယူပြီးလီလာလေးဟာမနက်ကင်းဆိုးဆိုးမှာခရီးဆက်သွားပါတယ်။သူကတစ်တော်စီသွားနေစဉ်မှာနေမင်းကြီးကကောင်းကင်ကိုလိမ်မော်ရောင်ပန်းရောင်တွေနဲ့စီးချထားသလိုလှပနေပါတော့တယ်။တစ်ပင်ကြီးတွေကသူ့အပေါ်မှာမြင်မာစွာရှိနေပြီးအရွက်တရဲ့အတန်တွေကလူ့ဝက်ချက်တွေကိုဖွင့်ဟဖို့စောင့်နေသလိုတရွှင်းရွှင်းမြည်နေပါတော့တယ်။သူကတစ်တော်ထဲကိုဝင်သွားတဲ့အခါအလင်းရောင်တွေဟာတဖြည်းဖြည်းမိန်လာပြီးလီတူးကပိုအေးလာတာပေါ့ကွယ်ဒါပေမဲ့လီလာရဲ့စိတ်ဝင်စားမှုကပတ်ဝန်းကျင်ကိုမကြောက်တဲ့အပြင်သူ့ရဲ့တတိကိုပိုတိုးပွားလာစေခဲ့ပါတယ်သူ့ဖွားရဲ့လမ်းညွှန်မှုနဲ့သူခရုတစရေးဆွဲထားတဲ့မြေပုံကိုကြည့်ရင်လီလာဟာခရီးတစ်လျှောက်မှာစိန်ခေါ်မှုတွေကိုကြုံတွေ့ခဲ့ရပါတော့တယ်ခက်ခဲတဲ့ခြောက်ကမ်းမားတွေဟောင်းနှံ့နေတဲ့တရားဟောင်းတွေသူ့ကိုလမ်းပြပေးနေတယ်လို့ထင်ရတဲ့မြေခွေးတစ်ကောင်ကိုလည်းသူတွေ့ခဲ့လိုက်ရပါတယ်။သူကြိုဖြတ်ခဲ့တဲ့အတားအဆီးတိုင်းကသူ့ကိုပို့ပြီးအသက်ဝင်လာတယ်လို့ခံစားရစေပါတယ်။လီလာလေးဟာနိုင်ပေါင်းများစွာစူးစမ်းရှာဖွေပြီးတဲ့နောက်ဆုံးမှာတော့ရှေးဟောင်းတင်ဂီတတွေနဲ့အမှတ်အသားပြုထားတဲ့ရာသီဥတုဒဏ်ခံထားရတဲ့အကြောက်တုံးတုံးကိုတိုက်ဆိုင်စွာတွေ့ရှိခဲ့ပါတော့တယ်။တွန်းလိုက်နေတဲ့တစ်ပင်တစ်ပင်ရဲ့အမြင့်တွေအောက်မှာစိတ်လှုပ်ရှားစွာတူးကြည့်လိုက်တဲ့အခါလီလာလေးကအလှဆင်ထားတဲ့တစ်တာတီတီလေးတစ်လုံးကိုတွေ့ရှိခဲ့ပါတော့တယ်။တုံနေတဲ့လက်တွေနဲ့ဖွင့်ကြည့်လိုက်တဲ့အခါရွှေတင်းကားတွေရတနာတွေကိုမတွေ့ခဲ့ရပေမဲ့စွန်စားခန်းအမျိုးမျိုးကိုတရုပ်ဖော်ထားတဲ့လက်ရင်းနဲ့စီးချယ်ထားတဲ့ကြောက်တုံးလှလှလေးတွေစူးစီးထားတာကိုတွေ့လိုက်ရပါတယ်။ပျော်ရွှင်လွန်းလို့ရီမုန်းနေမိတဲ့လီလာလေးဟာတကယ်ရတနာတိုက်ကသူကြုံတွေ့ခဲ့ရတဲ့ခရီးကြီးဖြစ်ပြီးအခုသူဟာမျှဝေနိုင်တဲ့ဇလန်းတွေဖြစ်နေတယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။လီလာဟာကောက်ခင်ကြီးရဲ့အလွန်မှာစောင့်မျှော်နေတဲ့အနာဂတ်ဆွမ်းစားခန်းတွေအတွက်မျှော်လင့်ရင်သူ့ရဲ့နှလုံးသားထဲမှာပြည့်နှက်နေပါတော့တယ်။ဒီပုံပြင်လေးကလည်းတည်ရရတာကတော့ခရီးဆုံးကိုရောက်ခြင်းတဲ့ခရီးတစ်လျှောက်အတွေ့အကြုံများကလည်းအဖိုးတန်နေဆိုတာကိုပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်